တင်ကရေပဲတောက်ပြီးတင့်ညီကနွားလိုပဲတောက်မယ်ဆိုရင်ဘသူကပိုကြကြအသက်ရှင်နိုင်မလဲတင့်အလှဲ့မှာတော့ပထမဆုံးနေ့ရေဓာတ်ပြေဝနေပြီးခန္ဓာကိုယ်ထဲကအင်အားတွေနဲ့လန်းဆန်းနေတော့မှာပဲ၃ရက်မြောက်နေ့ဘိုင်ရန်စာလာပါပြီခန္ဓာကိုယ်ကသူ့ဘာသာသူပြန်လောင်ကျွမ်းတာကလွဲလို့တခြားလောင်စာမရှိတော့ပါဘူးတစ်ပတ်အကြာအင်အားတွေကုန်ခန်းလာပြီးခန္ဓာကိုယ်ကအင်အားရဖို့တင့်ရဲ့ကြွသားတွေကိုစတင်စားသုံးလာပါပြီနှစ်ပတ်ကြာမတ်တက်ရက်တိုင်းခေါင်းမူလာပြီးကိုရင်းအင်္ဂါတွေစတင်အားနည်းလာပါလိမ့်မယ်၃ပတ်အကြာအသားရောအစီရောမရှိတော့ဘဲကိုရင်းအင်္ဂါတွေရပ်တန့်လာပါမယ်၆ပတ်အကြာကိုရင်းအင်္ဂါစနစ်အကုန်လုံးပျက်စီးသွားပါတော့မယ်တင့်ညီရဲ့အလှဲ့မှာတော့ပထမဆုံးနေ့နွားနို့မှာပရိုတင်းနဲ့အဆီဓာတ်ပါဝင်လို့ဘိုက်ဝနေပါလိမ့်မယ်၃ရက်မြောက်နေ့အင်အားပြေဝနေတော့မှာပဲတစ်ပတ်အကြာဘိုက်ကဲတာတွေစဖြစ်လာပါမယ်နှစ်ပတ်အကြာကြန့်ခိုင်နေတော့ဖြစ်ပေမဲ့အရေပြားမှာအဖိုးပိတ်တွေထွက်လာပြီးအစာချေစနစ်ညံ့ဖျင်းလာပါမယ်၃ပတ်အကြာကိုလက်စထရောတွေအန္တရာယ်ရှိတဲ့အထိတက်လာပါပြီ၆ပတ်အကြာကြည့်ရတာတမာနေပုံရပေမဲ့ကြောက်ကပ်မှာဝင်ပြီးလာပြီးသွေးထဲမှာလက်တိုးစတက်တွေများလာပါလိမ့်မယ်တစ်နှစ်အကြာနောက်ဆုံးမှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာအရှုံးပေးရပ်တန့်သွားပါတော့မယ်